오케이. 다음으로 들어가는 비로 뻔만 소리는 저로 남묘 거래냐. 알고 들어가는 비로 동네 가로 저로 이 수납장을 거래. 수납장, 너? 수납장. 그 수납소라가 그 태비로 땡내 니하고 까베네 봉대묘 까베네 뭐너. 그리고 수납장을 거래. 애니바이 망하래 가리마 저로 이 수납장 냐라 냐로시에너 비시리 바리 그걸로 묘거너. မြင်နေရရှုပ်တယ်လေနော်အဲ့လိုဟာမျိုးလေးဆိုလို့ရှိရင်ကျွန်တော်ကနေပြီးတော့ဒါဆုနပ်ချန်ညားရင်တော့အခုလိုမျိုးလေးတိတ်ထားရတာပေါ့နော်ဒါတော့အသေးစိတ် detail မိနဲ့ရှင်းပြမယ်ဆိုရင်တော့ဒါတော့ကျွန်တော် sorap လို့ခေါ်တယ် sorap နော် sorap လို့ခေါ်ပါတယ် sorap နော်အဲ့ sorap လို့ခေါ်တယ်အဲ့တော့ခုနကကျွန်တော်ဘာလုပ်လဲဆိုတော့အထက်မှာရှိတဲ့ဟာတွေကိုအပြင်ကိုဆွဲထုတ်လိုက်တယ်ကောနေတာကောနေရော안에 있는 거를 꺼내요 안에 있는 거를 꺼내요. 그래서 이마အတွင်း inside ကကျတော့နှစ်မျိုးရှိတယ်ခင်ဗျကျွန်တော်တို့မျက်စိနဲ့မြင်ရတဲ့ဟာဆိုရင်an မျက်စိနဲ့မမြင်ရဘူးအထက်မှာဘာတွေရှိတယ်ဆိုမမြင်ရဘူးဆိုရင် so เนาะပြောပါနှစ်ခုတော့အတွင်းဆိုရင်ပဲအတွင်းတို့အထဲတို့ပေါ့เนาะဥပမာထားပါတော့လွယ်အိတ်တွေဘာတွေဆိုရင်ပေါ့เนาะဆိုရင်တော့တကယ်တမ်းကလွိဆိုတာကလွိထဲမှာရှိတဲ့ဥစ္စာတွေကြတော့ကျွန်တော်ကနေပြီးတော့ဒီတိုင်းနှိုက်ကြည့်လို့ရတယ်ပေါ့နော်နှိုက်ကြည့်လို့ရတယ်ဆိုပေမဲ့တကယ်ဓာတ်ထားပါတော့လွိထားပါတော့တကယ်ဒီဟာဆိုလို့ရှိရင်အသေးစိတ်ဘယ်ဟာဘာလဲဆိုတာအကောင်တော့မမြင်ရဘူးပေါ့နော်အဲ့တော့ကျွန်တော်ကတော့ခါဘန်းဆုပ်လို့ပြောတယ်ပေါ့နော်ဆုပ်အဲ့ဒါကကျတော့가슴ရင်ဘတ်가슴ဆုပ်ရင်ဘတ်ထဲနော်မော်ဒီဆုပ်ခေါင်းထဲစိတ်ထဲမှာဘာတွေရှိလဲဆိုရင်မောင်းဆုပ်နော်အဲ့ဒါမှကျွန်တော်ကစိတ်ထဲကနေဆဲတယ်ဆိုရင်စိတ်ထဲကနေတခုပြောတယ်ဆိုဆုပ်ကလို့ယုတ်ခဲဆုပ်ကလို့ယုတ်ခဲအဲ့တော့စာရီပါလိုက်ဆိုတဲ့အတန်ထပ်ပြီးဆိုတာမဟုတ်ပဲねကျွန်တော်စိတ်ထဲကနေလိုက်ဆိုတော့ဆုပ်ကလို့ဆုပ်ကလို့တာရာကို있어ဆုပ်ကလို့စိတ်ထဲကနေနော်စိတ်ထဲဆုပ်ကလို့အဲ့တော့အထက်ဟာကိုကောအဲ့တော့အိမ်ထဲကိုဘယ်လိုခေါ်လဲဂျီဘန်ဂျီနဲ့အန်နဲ့ပေါင်းပြီးတော့ဂျီဘန်အိမ်ထဲမှာဘာရှိလဲဆိုတော့တို့မြင်ရတယ်လေနော်အဲဒါကြောင့်ဂျီဘန်အဲဒါကိုအိမ်တွင်းလုပ်တယ်ဆိုလို့ရှိရင် housework တွေကိုဘယ်လိုခေါ်လဲဆိုရင်ဂျီဘန်နီအိမ်လို့ဂျီဘန်နီဒီမှာနဲ့အိမ်တွေများလိုက်တာဆိုတော့နားတော့ကြုံလင်းဂျီဘန်နီတို့ဟာကိုပည့်ရက်မှာကျွန်တော်ကနေပြီးတော့မလုပ်ဖြစ်လိုက်ပြီးတော့အကျွေးပုံနေတဲ့အိမ်လိုလေးတွေလုပ်တာပေါ့နော်꺼내 집어넣어 꺼내 집어넣어 허락 여기만 똥구시에 넣어 서랍을 열어 서랍을 닫아. 서랍을 열어. 서랍을 닫아. 자, 여기 보면 첫 번째, 두 번째, 세 번째 총 3개 있죠? 그래야 왜 나이라이 세 번째 서랍을 열어서 꺼내봐. 세 번째 서랍을 열어서 꺼내봐. 오케이? 자, 서랍 닫고 다시 갈게요. 바이.